ကဘာအရက်ရက်မှာရှိတဲ့မွန်တိုင်းရင်းသားတွေဟာသူတို့ရဲ့ဇာတိသွေးဇာတိမန်ကိုနှစ်စဉ်ဖော်ထုတ်လေးရှိကြပြီမြင်ဒီနှစ်ရန်ကုန်မှာကျင်းပတဲ့89ကြိမ်မြောက်မွန်အမျိုးသားနေ့ကတော့အစင်တန်တစ်ခုကိုအဒီပဲဖွင့်ဆိုလိုက်သူလိုပါပဲရိုးရအငွေအသက်တွေတခဲနဲ့ဖုံးလွှမ်းနေုံတဲ့မကပဲစနစ်တကျပြင်ဆင်မှုတွေကလည်းအပြစ်ပြောစရာမရှိအောင်ပြည့်စုံလွန်းလာပါပဲအမှုပညာနဲ့ယဉ်ကျေးမှုတို့ပေါင်းဆက်တဲ့မော်ကွန်းတရားဒဂုံမြို့နယ်ကအမျိုးသားဇယုံကြီးဟာမွန်ရိုးရာတူရီယာတန်စင်တွေကြော်ရှင်းတဲ့အကအလတွေနဲ့တပ်ဝင်လှုပ်ရှားလုပ်နေပါတယ်ခေတ်နဲ့ရှေးဟောင်းကိုပေါင်းကူးပေးလိုက်တယ်လို့မွန်လူမျိုးအမှုပညာရှင်တွေဖိကြတဲ့ဗညာဖုံးကင်နဲ့ဝေလာရီကိုရဖျော်ဖြေမှုတွေကပွဲကြည့်ပရိသတ်ကိုညှို့ယူဖန်းစားထားနိုင်ခဲ့ပါတယ်။ဒါဟာရိုးရာကိုတန်ဖိုးထားတဲ့အပြင်ခေတ်နဲ့အညီတင့်တယ်အောင်တင်ဆက်နိုင်တဲ့မွန်တို့ရဲ့အမှုတုခုမှစွမ်းပကားကိုထုတ်ဖော်ပြသလိုက်တာလည်းဖြစ်ပါတယ်။နိုင်ငံရေးမျှော်မှန်းချက်နဲ့တန်တူညီမျှမှုလက်တံပွဲကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အတူမွန်လူမျိုးဂုံစီရှိနိုင်ရကာကြီးတွေကဖဲကြိုးဖြဲဖွင့်လှစ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီပွဲဟာပျော်ပွဲရွှင်ပွဲတတ်တော့မဟုတ်ပါဘူး။ကျင်းပရေးကမတီဥက္ကဋ္ဌနိုင်ခင်လက်ရဲ့မိန်ကုန်းဟာလေးနက်လာပါတယ်။ပရိယတ်ကတော်ကမင်းနိုင်ဖက်ထရဲမဒိုင်ပွင်ကိုအခေါ်အရေတုတ်စမိုတော့ကိုကမ်တိုင်ပွဲမောင်ကိုကရက်ရောဆာနနိုရုံကိုပွဲတော့တန်ကဲလော်ရာကျွန်တော်တို့မွန်အမျိုးသားနေ့ကိုကျင်းပရတာဟာတိုင်းရင်းသားတွေရဲ့တန်တူညီမျှမှုကိုတောင်းဆိုတာတဲမကပဲနိုင်ငံရေးရာထိုက်တဲ့အခွင့်အရေးတွေရရှိဖို့နဲ့စစ်မှန်တဲ့ Federal ပြည်ထောင်စုစီရှောင်လန်းဖို့အခြေခံအုတ်မြစ်ချတာဖြစ်ပါတယ်လို့သူကဆိုပါတယ်။ကလာဟိုကဆုံကလာမေကေကိုလွိပေါ်ညစနိုင်ပွေကြမိုကလងကလုံးမတော်လောနူစကရတ်ငင်းချစ်ကလောင်ပေါ်ချဘာကေတောက်ဖေပေါ်ရီဘာချောပေါ်တေကာတေတုငနောမေကေတန်တောတမောင်ကဆွန်ချပေါ်နာမေတော်ရာပရောကဆွန်ချပေါ်နာနောပွေကိုแต่တပိုက်ကလခါခွိနေဆိုင်တော်လွိပေါ်ညစနိုင်ကမ်အလေခါနာတရင်တော်ကမ်ညောင်ကဟကလိုက်ပတော်ကမ်สวัสดิ์ผู้เปรียอากาศตีกามโกนเดินแรงปุยยิมัวกันยิมัวเพราะว่าการลอยปอยยิสนายโนเกิดชักช่องล้อเลยเกิดโถประเทศดักปอนกลางก่อรอนตมอตัวแตกประต้นโหลก็ก้นลอยปอยยิสนายไม่ต่อละဖြတ်တမ်းမှု54နှစ်ကြံ့ခံခဲ့တဲ့တမိုင်းကြောင်းရန်ကုန်မွန်စာပေးနဲ့ယဉ်ကျေးမှုဥက္ကဋ္ဌဒေါက်တာမင်းခင်စင်ကတော့ခေတ်ဆက်အခက်ခဲတဲ့ကြားကမွန်တို့ရဲ့ရုံးခန့်မှုကိုပြန်ဖြိုးပြပါတယ်1982ခုနှစ်မှာကမတီအဖြစ်စနစ်တကျမပေါ်ပေါက်ခင်ကတည်းကအမည်အမျိုးမျိုးနဲ့ရှင်တန်အောင်စ조사ခဲ့ရတာအခုဆို54နှစ်တိုင်ခဲ့ပါပြီ။ဒါဟာရန်ကုန်လူမျိုးပြာကြီးမှာမွန်တို့ရဲ့စာပေနဲ့ယဉ်ကျေးမှုကိုပျောက်ပြက်မသွားအောင်ဘလောက်တောင်ထိမ့်သိမ်းခဲ့ရတယ်လဲဆိုတဲ့သက်သေပါပဲ။မျိုးဆက်တို့ရဲ့အနာဂတ်ရောင်ကြီးဒီပွဲရဲ့အထင်ရှားဆုံးအောင်မြင်မှုကတော့လူငယ်တွေရဲ့အားမှန်ပဲထူပါတယ်။ကျင်းပရေးကမတီဒုဥက္ကဋ္ဌမြင့်မြတ်အောင်ကခုလိုဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ပေါင်းဆောင်ကမွန်ကျောင်းသားတွေရဲ့အသက်ကြွမှုနဲ့မြို့နယ်အသီးသီးကမွန်လူငယ်တွေရဲ့စုပေါင်းအင်အားဒီလူငယ်တွေကပဲ
တပွဲလုံးရဲ့ဖျော်ဖြေမှုနဲ့အစီအစဉ်တွေကိုပခုံးထမ်းတာဝန်ယူခဲ့ကြတာပါဒါကိုကြည့်ခြင်းအပြင်မွန်တို့ရဲ့အနာဂတ်ဟာမျိုးဆက်ကြီးတွေရဲ့လက်ထဲမှာခိုင်ခိုင်မာမာရှိနေပြီဆိုတာမေးခွန်းထုတ်เสียမလိုတော့ပါဘူးချုပ်လိုက်ရင်တော့ဒီနှစ်ရန်ကုန်မှာကျင်းပတဲ့မွန်အမျိုးသားနေ့ဟာမွန်တိုင်းရင်းသားတို့ရဲ့စီးလုံးမှုယဉ်ကျေးမှုမြင့်မားမှုနဲ့ခိုင်မာတဲ့မွန်နိုင်ငံရေးရည်ရွယ်ချက်ကိုတကဘာလုံးသိအောင်မိမောင်းထိုးလိုက်တဲ့ပွဲတစ်ပွဲလေးဖြစ်ပါတော့တယ် ချေတနာဘောတောင်ကဲအိုက်ဆတ်နာပါဘွေပါမွေကောဆောပါရမောကဲတော်လူနာညီစာအကုန်လုံးဖောင်းပြအောင်ကိုတဲ့နဲ့ကောဆောကွန်ပွင့်ချမွေဟေးဟေးကဝိုင်မွေကဝိုင်ပညာအိုလေအိုလေအိုလေလေကီနလူကွာအဝကွာပွေလေပြေလို့ချေချေ apply တော့တိုက်ကောတာ